မင်္ဂလာပါရှင်ကျမမောင်ဦးများပါစစ်ကောင်စီတပ်ရဲ့လှုပ်ရှားစစ်ဗျူဟာတွေထဲကအမှတ်3ကိုဂရီနီပြည်ရှာရောမြို့မှာအခြေဆိုင်ထိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီဗျူဟာကုန်းကိုဂရီနီတော်လှန်ရေးတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာသိမ်းပိုက်ထားတာပါအခုဆိုရင်ရှာရောမြို့ကိုဂရီနီတော်လှန်ရေးပူးပေါင်းတပ်တွေကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်ရှာရောမြို့တိုင်တိုက်ပွဲဟာရပ်ပေါင်းဘယ်လောက်ကြာမြင့်ခဲ့တယ်လဲမြို့တိုင်တိုက်ပွဲကာလအတွင်းမှာနှစ်ဖက်ထိခိုက်မှုဘယ်လိုရှိခဲ့တယ်လဲဒီမြို့တိုင်တိုက်ပွဲအတွက်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ဘယ်လိုတွေပြင်ဆင်ထားခဲ့ရလဲစာရာတွေနဲ့ပတ်သက်ပြီးဂရီနီမြို့သားများကာကွယ်ရေးတပ် KNDF ရဲ့အစည်းအဝေးချုပ်လည်းဖြစ်တယ်လို့ရှာတော်မြို့တိုင်တိုက်ပွဲမှာစစ်ကြောင်းမှုအဖြစ်တာဝန်ယူထားတဲ့ခူရီတူကိုကနေအောက်တီထိုင်ကဆက်တွဲမြင်မြန်ထားပါတယ်ရှင်ရပ်ပေါင်း29ရက်ကြာခဲ့တယ်ကျွန်တော်တို့အရေးတလားဇန်နဝါရီ15ရက်ကနေဒီတလားဒီ12ရက်နေ့ထိအလုပ်ပေါင်း29ရက်ကြာမြင့်ခဲ့တယ်အကောင်းဆုံး PCP တော့မှကျွန်တော်တိုက်ခဲ့တာပါရှာတော့မှာတော့လင်းရှိပေါ့လေနော်လင်းရှိ view ဟာကပဲသူရဲ့ view ဟာကိုရဲ့အပေါ်မှာတော့ square မှာလည်းလင်းရှိပါပဲအမှာတော့စခါနခုပေါ့ပြီးတော့မှနောက်တစ်ခုခါကျတော့ဒီတလီဘေးနာမှာတတမောစခါမှာတော့တစ်ခုထိုင်တယ်ရပ်ပေါင်း29ရက်တွင်းမှာကျွန်တော်တို့ရပ်ပေါ်ကိုရဆော့ရှုပ်ခဲ့တယ်ကြက်ရှုပ်ခဲ့တယ်ဟိုဒိုင်ယာတွေလည်းရရှိခဲ့တော့ပေါ့လေနော်တို့တော့အဲ့ဒီဒိုင်ယာတွေတော့ဆိုရတဲ့ချင်းနီထားမှာတော့မဟုတ်ပေါ့12ရက်နေ့မှာကျွန်တော်တို့ဒီပြည်တော်စုနေ့မှာပဲကျွန်တော်ရခဲ့တယ်မနေ့9နိုင်ခွဲမှာစတိုက်ပြီးတော့မှရှိနိုင်မှာရတာပါတိကျတော့ကျွန်တော်တို့မပြောနိုင်ဘူးပေါ့လေဆိုတော့အဲ့ဒါတော့ပြောရခဲ့တယ်ဟုတ်တချို့ထပ်ပြေးလူမျိုးတော်တဲ့တတတွေတချို့ရှိတယ်ဟတ်စကီနဲ့လာဟယ်လီကော်ပတာနဲ့လာချတဲ့ချိန်မှာတော့ထပ်ပြေးလူမျိုးတဲ့တချို့ကြာပေါ့လေနော်6ရောက်9ရောက်လောက်ကြာတယ်တော့ရှော့ပီဖဲပြတ်တက်လိုက်ပြီပြောကျွန်တော်တို့ view ဟာကိုတော့ကိုချီမိုးတဲ့ချိန်မှာတော့6ရောက်9ရောက်တော့လူမျိုးတော့ရှိတယ်အဲ့ဒါလည်းကျွန်တော်တို့လိုက်လာပြီးတော့မှချီမိုးနေတော့ပေါ့ပဲပရမခောက်ကချီလီနဲ့စီကူလာနဲ့ဒါတော့ရှော့ပီဖဲကနေစင်းလာပေါ့လေနော်ရှော့ပီဖဲကနေစင်းလာတယ်ကျွန်တော်တို့နဲ့ထိတွေ့မှုနှခောက်ဖြစ်တယ်အဲ့တက်ရတော့လီနီခုဖြစ်ပါလိမ့်မယ်S တော်လို့လည်းတချို့ပါတော့ပေါ့လေနော်ကျွန်တော်နှခောက်တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာသူတို့တွေကရှော့ပီဖဲကိုပြတ်တက်သွားတယ်ဒုတိယခောက်ခါကျတော့ဒီFebruary 4ရက်နေ့ညနေပိုင်းမှာဆိုလို့ရှိတော့husky နဲ့ helicopter နဲ့တောက်ခေါက်စစ်ကူလာတယ်ဆိုတော့ဒီရက်ထဲမှာပဲဒီညနေပိုင်းမှာရွာသားတချို့ဖမ်းဆီးမိတယ်ပြီးတော့မှမနေ့နောက်တရက်9ရက်မနေ့8နိုင်လောက်မှာတော့ဒီရွာသား6ဦးကိုတော့သူတို့တပ်ဖြတ်ပြီးတဲ့ချိန်မှာတော့ကျွန်တော်တို့ဒီ husky နဲ့လာတဲ့အဖွဲ့ကိုကျွန်တော်တို့တွေကလိုက်လာပြီးတော့ချီမိုးတယ်တရတလောက်တော့အလုပ်ပေါင်း64ရောက်လောက်ရှိတယ်ဟုတ်အဲ့ဒီစစ်ကူတော့ဒီနှစ်ဖွဲ့လာပေါ့အလုပ်ပေါင်း180နီးပါးလောက်ရတယ်180ကျော်လက်ကျော်မထင်တယ်ကျွန်တော်လက်လမ်းမီတလောက်တရတလောက်ဆိုလို့ရှိရင်ဒီ view ဟာကိုကသူတို့တွေရေးပါတယ်ဘာကြောင့်ရေးပါလဲဆိုလို့ရှိတော့ဒီ view ဟာကိုကဒီတလီရှိဖက်ချမရှိတဲ့ task ခါတွေအထီးပေါ့သူကကိုကွဲတယ်အမိတ်ပေးတယ်အမိတ်ပေးနိုင်တဲ့ view ဟာတစ်ခုဖြစ်တော့ပေါ့လေနော်ဆိုတော့တလီရှိချမှာတော့သူ့တဲ့ view ဟာကတော့ shadow view ဟာပဲရှိတယ်အဲ့တော့ကျွန်တော်တို့သူတို့တွေတော့ရေးပါလို့မြင်တယ်ပြီးတော့နောက်တစ်ခုကဒီ view ဟာကိုကဒါဖြက်လေးဖြာအရင်တော့က95 96ဖြက်လေးဖြာဖြစ်ပြီးနောက်ပိုင်းမှာထိုင်ခဲ့တဲ့ view ဟာလည်းဖြစ်တော့ပေါ့ဆိုတော့နှစ်ပေါင်း20ကျော်ကြာမြင့်ခဲ့ပြီဒီ view ဟာကိုကအရေးပါတယ်ဆိုတဲ့ခါကနာတော့ကျွန်တော်တို့အဓိကသူတို့တိုက်ထုတ်သွားနိုင်တော့လူထုရဲ့ချင်နေတော့အများကြီးပြောလဲတော့မလို့ကျွန်တော်တို့ယုံကြည်နေဒီစစ်ကောစီတက်ခါတွေမရှိတော့ဘူးဆိုလို့ရှိတော့ကျွန်တော်တို့ကျန်တဲ့အခါကဏ္ဍဆိုင်ရာအလုံးကိုကျွန်တော်တို့လွတ်လွတ်လပ်ဆောင်ရွက်လို့ရပြီပေါ့ဆိုတော့အရေးပါပါတယ်ဟုတ်ကျွန်တော်တို့ဖမ်းမိပါတယ်ဒီဟယ်လီကော်ပတာနဲ့စစ်ကူလာတဲ့အခါမှာလဲဖမ်းမိတယ်လို့ဘီဟာကိုတိတ်တဲ့ချိန်မှာလဲစစ်တုံးပါတွေကျွန်တော်တို့တချို့ဖမ်းမိတယ်ကျွန်တော်တို့မှာကတော့အများအားပြောလို့ရှိပါတယ်ဆိုတော့ဖမ်းမိတဲ့တုံးပါတွေလက်နဲ့ချပြီးတော့မှဖမ်းမိတဲ့တုံးပါတွေတော့ကျွန်တော်တို့တရားဥပဒေနဲ့ညီပေါ့လေနော်ကျွန်တော်တို့ခင်တဲ့မလဲခင်တဲ့ရဲ့အဲ့ဥပဒေထဲမှာတုံးပါကိုဘယ်လိုမျိုး
ထေသေးရမလဲဆောင်ရွက်ရမလဲဆိုတော့ကျွန်တော်တို့ရေးချထားတဲ့ဥပဒေတိုင်းကျွန်တော်တို့ဆောင်ရွက်တယ်ပြည့်ရှိတဲ့သူတွေတော့ပြစ်တာတော့ရမှာပဲပေါ့လေဟုတ်ရှော့တော့ဖဲမှာတော့တော်တော်လေးခက်ခဲတဲ့နေထားမှရှိတယ်သူဖြစ်စီပေးရှော်တွေပေါ့လေနော်မှာတော့လာပါစတဲ့ရေးလဲခက်ခဲတယ်လို့ဒီကျွန်တော်တို့ဒီမို့ဆိုလို့လိုက်ကောလို့ ਨੇ နိုင်ရှိခဲမဆိုရှိတော့ဒီဝင်ငွေတွေဘာတွေကဘာမှမရှိတဲ့ဒီတပ်ဖြစ်တယ်သူတို့ဒီစီဘေးရှော်တွေရေးခါကျတော့တော်တော်လေးခက်ခဲတယ်နောက်ခုခါကျတော့စောက်ဦးတွေကတော့အများကြီးပြည့်စည်သွားတယ်ဒီတလားပြခဏီတော့တင်မလီကအချိန်တရာကျော်မကလာပြီးတော့မှကျက်ခဲ့တာပေါ့လေနော်ဆိုတော့ဒါစစ်ကောက်စီရဲ့လောက်ရတယ်ပါအကြီးကတည်းကကျွန်တော်တို့တည်တယ်သူတို့ဒီထက်ပိုပြီးတော့မှရုံမှာမယ်ဆိုလဲကျွန်တော်တို့တည်ထားတယ်အဲ့ဒီတွေ့ကြမလို့ကျွန်တော်တို့တွေကစစ်ကောက်စီကိုချီမိုးပြေရုံမတပါတခြားလမ်းရှိဘူးပေါ့ပြောစစကလုံးရှိခုတီလဲမျက်လုံးထက်ကနေတော့မထွက်နိုင်ဘူးပေါ့လေနော်ဆိုတော့ကလေးတွေကိုတတ်တော့တယ်ပြီးတော့မှမြို့မီတွေကိုလည်းတတ်တော့တယ်ဒီရဆက်ဆက်ပဲပေါ့လေနော်ဒါကဘာကိုဖော်ညွှန်းတယ်လဲဆိုရှင်စစ်ကောက်စီကဒီထက်လက်ရှိလဲသူတို့ရုံမာနေတယ်ကောက်ကျင်နေတယ်ဒီထက်ပိုတော့မှသူတို့တွေကကောက်ကျင်မယ်ရုံမာအောင်မယ်ဆိုတဲ့ဒီဂီတာကိုပြတာလို့ကျွန်တော်အနေနဲ့လိုဝဲယုံကြည်တယ်ရှိပါတယ်ကျွန်တော်တို့ဘယ်စကားပဲဖြစ်ပေါ်လေနော်ဘယ်မြို့နေပဲဘယ်မြို့ပဲဖြစ်စစ်ကောက်စီရှိနေတည်ရတော့ကျွန်တော်တို့တွေကဆက်ပြီးတော့မှတိုက်ပွဲဝေတော့ပေါ့ကျွန်တော်တို့ ਨੇ ပူပေါပါဒီအချိန်ကအလုံးလက်တီးပြီးသားဖြစ်မှာပါဒီစစ်ကောက်စီဖဲတော့တဖြည်းဖြည်းနဲ့ယူရွေးလာပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်အောက်ချီမီပြည်မှာတော့ဆိုရှယ်မီဒီယာပိုတော့မှများလာတယ်ဒီအတွက်ကြောင့်မလို့ဒီချင်းနေမှာကောင်းဆုံးချင်းနေတစ်ခုဖြစ်တော့ပေါ့လေနော်ဆိုတော့မကတဲ့ရွေးချယ်မှုကိုရွေးချယ်နိုင်ဖို့ကျွန်တော်တို့အနေနဲ့တော့တိုက်တွန်းလို့တယ်တကယ်လို့ရွေးချယ်မှုကမကဘူးလာမဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒီရွေးချယ်မှုရဲ့နောက်ဆက်တွဲကိုတော့ဒီတတ်တာတွေပဲကိုယ်တိုင်ခန်းစားရမှာဖြစ်တယ်အကျိုးဆက်ကိုသူတို့ကိုယ်တိုင်ပဲခန်းစားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့